Archimedes နှင့် Eureka အခိုက်အတန့် The Eureka Moment လွန်ခဲ့တဲ့နှစ်ပေါင်း2200ကျော်ကရှေးဟောင်းဂရိမြို့ဆိုင်ရာကျူးစ်မှာဘုရင်ကြီးကရွှေပန်းထိန်ဆရာတယောက်ကိုရွှေစစ်စစ်နဲ့တရဘူးတစ်ခုပြုလုပ်ခိုင်းခဲ့ပါတယ်။တရဘူးရလာတဲ့အခါဘုရင်ကြီးကဒီပန်းထိန်ဆရာဟာရွှေတွေကိုခိုးပြီးငွေတွေရောနှောထားသလားလို့တန်တရားဝင်လာပါတယ်။ဒါကြောင့်ဘုရင်ကြီးကအဲ့ဒီခေတ်ကအတော်ဆုံးပညာရှိကြီး Archimedes ကိုခေါ်ပြီးဒီတရဘူးကိုမဖျက်ဆီးပဲရွှေစစ်မစစ်စစ်ဆေးပေးပါလို့အမိန့်ပေးခဲ့တဲ့ပုံသဏ္ဍာန်မမှန်တဲ့တရဘူးရဲ့ထုထည်ကိုတိုင်းတာဖို့ဆိုတာအဲ့ဒီခေတ်သင်္ချာပညာနဲ့မဖြစ်နိုင်တဲ့ပြဿနာတစ်ခုပါ။တနေ့မှာ Archimedes ကရေအပြည့်ဖြည့်ထားတဲ့ရေချိုးကန်ထဲကိုဝင်ထိုင်လိုက်ပါတယ်။သူဝင်လိုက်တာနဲ့ရေတွေအပြင်ကိုရှန်ကျသွားတာကိုကြည့်ပြီးငါခန္ဓာကိုယ်ရဲ့ထုထည်နဲ့ရှန်ကျသွားတဲ့ရေရဲ့ထုထည်ဟာအတိအကျတူညီတယ်ဆိုတာကိုရုတ်တရက်သဘောပေါက်သွားပါတယ်။ဒီလိုရေထဲထည့်ကြည့်လိုက်ရင်တရဘူးရဲ့ထုထည်ကိုတိတိကျကျသိနိုင်ပြီဆိုတာသဘောပေါက်သွားလို့ဝမ်းသာလွန်အားကြီးပြီးအဝတ်စားတောင်မဝတ်ပဲလမ်းမပေါ်ပြေးထွက်သွားခဲ့ပါတယ်။ Eureka ငါတွေ့ပြီငါရှာတွေ့ပြီလို့အော်ဟစ်ရင်းပြေးသွားခဲ့တာဟာသမိုင်းမှာအကျော်ကြားဆုံးအခိုက်အတန့်ပါပဲ။သူကတရဘူးကိုရေထဲနှစ်လို့ရှန်ကျတဲ့ရေနဲ့အလေးချိန်အတိအကျတူညီတဲ့ရွှေစစ်စစ်တုံးကိုရေထဲနှစ်လို့ရှန်ကျတဲ့ရေကိုနှိုင်းယှဉ်ကြည့်လိုက်တဲ့အခါတရဘူးကရေပိုရှန်ကျတာကိုတွေးလိုက်ရပါတယ်။ငွေဟာရွှေထက်ပေါ့ပါတဲ့အတွက်အလေးချိန်တူအောင်လုပ်တဲ့အခါနေရာပိုယူထုတယ်ပိုကြီးရလို့ပါပန်းထိန်ဆရာလည်းတခိုးလူမိသွားပါတော့တယ်။ Archimedes ဟာအရည်တွေရဲ့သိပ္ပံပညာ Hydrostatics ကိုတာမကစက်ယန္တရားအင်ဂျင်နီယာပညာမှာလည်းပြိုင်ဘက်ကင်းပါတယ်။ငါ့ကိုရက်စရာနေရာတစ်ခုပေးကဘာကြီးကိုရွှေ့ပြမယ်လို့ကြွေးကြော်ပြီး lever နဲ့ pulley စနစ်တွေကိုသုံးကအေယာမသင်္ဘောကြီးကိုကျိုးတစ်ချောင်းနဲ့ဆွဲပြခဲ့ပါသေးတယ်။ရောမစစ်တပ်ကြီးကဆိုင်ယာကျူးစ်မြို့ကိုလာတိုက်တဲ့အခါသူ့ရဲ့ဉာဏ်ပညာနဲ့မြို့ကိုကာကွယ်ခဲ့တဲ့ရန်သူသင်္ဘောတွေကိုကုပ်ယူပြီးမှောက်ချနိုင်တဲ့ Archimedes လက်သေးတွေနေအောင်ကြီးကိုစုပြုံပြီးသင်္ဘောတွေကိုမိရှုပစ်တဲ့မှန်ပြောင်းကြီးတွေနဲ့ရောမတွေကိုအသေးလဲဒုက္ခပေးခဲ့တယ်လို့ဆိုကြပါတယ်။ဒါပေမဲ့3နှစ်အကြာမှာရောမတွေမြို့ကိုသိမ်းပိုက်နိုင်ခဲ့တဲ့ Archimedes ကတဲပြင်ပေါ်မှာသင်္ချာဆက်ဝိုင်းတွေဆွဲပြီးတွက်ချက်နေတော့ရောမစစ်သားတယောက်ရောက်လာတယ်။သူကငါဆက်ဝိုင်းတွေကိုလာမဖြတ်နဲ့လို့အော်ပြောရင်းအဲ့ဒီစစ်သားရဲ့ခုတ်သက်ခြင်းကိုခံလိုက်ရပါတယ်။သူကွယ်လွန်သွားပေမဲ့သူ့ရဲ့တီထွင်မှုတွေကတော့ခေတ်သစ်အင်ဂျင်နီယာပညာရက်တွေရဲ့အုတ်မြစ်အဖြစ်ကျန်ရစ်ခဲ့ပါတယ်။သူ၏ယူရီကာဟူသောအာမေတိတ်တန်သည်ယနေ့တိုင်ပဲ့တင်ထက်နေဆဲဖြစ်သည်။